အားလုံးပဲမင်္ဂလာပါရှင်မိုဟာမက်ခရရှယ်အနေနဲ့ကြိုဆိုလိုက်ပါနော်အခုမင်းမင်းထုတ်ပြမှာပါလဲဆိုတာကြည့်မနော်ပါလဲဒါပါလဲဟုတ်ပါတယ်ဒီလိုဟက်တန်တနာကောင်းပတ်လေးပဲဖြစ်ပါတယ်နော်ဒီလိုကောင်းပတ်လေးကိုထုတ်ပြမှာပဲဖြစ်ပါတယ်နော်ကောင်းပတ်လေးထုတ်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုပြမယ်နော်အခု trend ဖြစ်နေတဲ့ဒီကောင်းပတ်လေးကို trend ဖြစ်နေတဲ့ဒီပန်းစီပေါ်ဟာကိုပေါ့နော်အဲ့ဒါကိုယူပြီးတော့ဒီလိုဒေစီကောင်းပတ်လေးပြုလုပ်ထားတာပဲဖြစ်ပါတယ်နော်အားလုံးလည်းလိုက်ထိုးကြည့်ဖို့တောင်းဆိုပါတယ်အခုမမေကအန်နာတူချီနဲ့ပဲထုတ်ပြထားနော်ဒီချီလေးတွေချီဒီမှာအဖြူရဲ့အစိမ်းရဲ့ပိုင်းအောင်ရဲ့အသုံးပြုထားနော်ပြီးရင်အနံပါတ်က 1.50 mm အသုံးပြုထားတယ်ပြီးလို့ရှိရင်ထောင်းစာတိုင်းချီဖြတ်ဖို့ကတ်ကြီးရဲ့ဒါပဲလွတ်အပ်ပါတယ်နော်ဒါမှမဟုတ် NR2 ချီနဲ့ကိုအသုံးမပြုချင်ဘူးဆိုလို့ရှိရင်လည်းကိုစင်ပြေတယ်လို့မဲ့ကော်တွန်ချီဖြစ်ပဲချီနဲ့ပဲဖြစ်အဆင်ပြေတယ်လို့တောင်းပြလို့ရအောင်နော်အခုမမေကဒီလိုပေါ့ပါပဲကြိုက်တဲ့အတွက်ဒီလိုမဲNR2 ချီနဲ့ပဲပြုလုပ်ထားတယ် NR2 ချီပြုလုပ်ထားပေမဲ့လည်းပေါ့နော်အရန်ကိုလည်းလှပသေးတာပေါ့နော်အလုံးလဲလိုက်ထိုးကြည့်ဖို့တောင်းဆိုပါတယ်ချီထိုးကြရအောင်နော်အရင်ဦးဆုံးချီကိုင်းမယ်ပြီးလို့စရင်အတ်ကိုင်းမယ်နော်အတ်ကိုင်းပြီးစရင်ချီကိုစလင်းနောက်လေးလောက်လိုက်မယ်အတ်ကိုဒီလိုဆွဲယူလာမယ်ချီကိုဆွဲယူလို့ဒါစလင်းနောက်ရပြီနော်အစင်ချိုင်း9ခါထိုးမယ်တေနေပါလေငါချိန်9ခါထိုးပြီးရင်အပမချီကိုတရရမယ်ပြီးရင်ပထမဆုံးထိုးထားတဲ့ချိန်ရဲ့အပေါက်ထမတိုင်ရှည်3တိုင်ထိုးမယ်နော်တတိုင်နှစ်တိုင်3တိုင်တိုင်ရှည်3တိုင်ထိုးပြီးရင်ချိန်တစ်ချက်ချမယ်ပြီးရင်ဒီအပေါက်ထဲမှာပဲ2ရက်တင်တိုင်ရှည်ထိုးမယ်နော်ခြေကိုတရရမယ်နောက်ထပ်အပေါ်မှာခြေကိုတရရမယ်ဒီမှာ2ရက်ရပြီနော်ပြီးရင်ခြေကိုဆွဲယူလာမယ်ခြေကိုဆွဲယူလာမယ်အပေါ်မှာဒီလိုခြေလေးချောင်းခြေလေးချောင်းရှိနော်ပြီးလို့ချင်းခြေကိုဆွဲယူလာပြီးတော့2ချောင်းထုတ်မယ်နောက်ထပ်2ချောင်းထုတ်မယ်ပြီးရင်နောက်ထပ်2ချောင်းထုတ်မယ်ဒီလိုပုံစံလေးရလာမယ်နော်ပြီးလို့ရှိရင်ချိန်4ခါတက်မယ်တေနေ3 4ချိန်4ခါတက်ပြီးရင်ခြေကိုလှည့်မယ်နော်လှည့်ပြီးလို့ရှိရင်ဒီအကြားထဲမှာနောက်ထပ်တိုင်ရှည်3တိုင်ထုံးမယ်နော်တေနေတိုင်ရှည်3တိုင်ထုံးပြီးရင်ချိန်တစ်ခါချမယ်ပြီးလို့ရှိရင်ဒီဆဆချင်းချိန်9ခါထိုးထားရဲ့ဒီအလေကြားထဲမှာနောက်ထပ်တိုင်ရှည်3တိုင်ထုံးမယ်နော်တေနေပြီးရင်ချိန်တစ်ခါချမယ်2ရက်တင်တိုင်ရှည်ဒီအပေါက်ထဲမှာပဲပြန်ထုံးမယ်နော်2ရက်တင်တိုင်ရှည်ထုံးမယ်နော်ပြီးလို့ရှိရင်ချိန်4ခါတက်မယ်တင်း2 3 4ချိန်4ခါတက်ပြီးချီကိုလှည့်မယ်ပြီးရင်ဒီကြားထဲမှာတိုင်ရှည်3တိုင်ထိုးမယ်တေနေတိုင်ရှည်3တိုင်ထိုးပြီးရင်ချိန်တစ်ခါချမယ်
ပြီးလို့ဆိုရင်ဒီအပေါက်ထဲမှာတိုင်ရှည်3တိုင်ပြန်ထိုးမယ်နော်တဲ့ပြီးလို့ဆိုရင် chain တစ်ခါချမယ်ဒီ chain ရဲ့ကြားထဲမှာတိုင်ရှည်3တိုင်ထိုးမယ်တဲ့ပြီးရင် chain တစ်ခါချမယ်2ရက်တင်တိုင်ရှည်တစ်တိုင်ထိုးလိုက်မယ်ဒီလိုပုံစံလေးရလာမယ်နော်ပြီးရင်ဆိုရင် chain 4ခါထပ်တက်မယ်1 2 3 4 chain 4ခါတက်ပြီးရင်ဒီကြားထဲမှာတိုင်ရှည်3တိုင်ထိုးမယ်တဲ့တိုင်ရှည်3တိုင်ထိုးပြီးရင် chain တစ်ခါချမယ်ပြီးရင်ဒီကြားထဲမှာနောက်ထပ်တိုင်ရှည်3တိုင်ထပ်ထိုးမယ်chain တစ်ခါချမယ်ဒီကြားထဲမှာတိုင်ရှည်3တိုင်ပြန်ထိုးမယ်တဲ့chain တစ်ခါချမယ်ပြီးရင် chain 4ခါရဲ့ကြားထဲမှာတိုင်ရှည်3တိုင်ပြန်ထိုးမယ်ပြီးရင် chain တစ်ခါချမယ်2ရက်တင်တိုင်ရှည်ထိုးမယ်2ရက်တင်တိုင်ရှည်ချီအပမချီ2ရက်ရင်မယ်ချီဆွဲယူလာမယ်2ရက်တင်တိုင်ရှည်ထိုးမယ်ဒီပုံစံလေးရလာမယ်နော် round 1 2 3 4မမေးလာပြီးထင်းနေနော်နောက်တစ်ခါပြန်ပြောပြမယ်နော်အဲ့ဆိုရင် chain 4ခါတက်မယ်chain 4ခါတက်ပြီးရင်2ရက်တိုင်ရှည်ကြားမှာ chain ချထားတဲ့နေရာမှာတိုင်ရှည်3တိုင်ထိုးမယ်တဲ့ပြီးရင် chain တစ်ခါချမယ်တိုင်ရှည်3တိုင်ထပ်ထိုးမယ်chain တစ်ခါချမယ်နောက်ထပ်တိုင်ရှည်ပြန်ထိုးမယ်chain တစ်ခါချမယ်တိုင်ရှည်3တိုင်ထိုးမယ်တဲ့chain တစ်ခါချမယ်ဒီ chain ရဲ့ကြားထဲမှာတိုင်ရှည်3တိုင်ပြန်ထိုးမယ်တဲ့ပြီးလို့ဆိုရင် chain တစ်ခါချမယ်2ရက်တင်တိုင်ရှည်ဒီအပေါက်ထဲမှာပဲထိုးမယ်နော်ပြီးလို့ဆိုရင် chain 4ခါတက်chain 4ခါတက်ပြီးရင်ဒီကြားထဲမှာတိုင်ရှည်3တိုင်ထိုးတဲ့ပြီးရင်ဒီကြားထဲမှာတိုင်ရှည်ထိုးဒီကြားထဲမှာတိုင်ရှည်3တိုင်ထိုး chain တစ်ခါချတိုင်ရှည်ထိုးမယ် chain တစ်ခါချမယ်တိုင်ရှည်3တိုင်ထိုးမယ် chain တစ်ခါချမယ်တိုင်ရှည်3တိုင်ထိုးမယ် chain တစ်ခါချမယ်ပြီးရင်ဒီနောက်ဆုံးအပေါက်မှာတိုင်ရှည်3တိုင်ရဲ့ chain တစ်ခါချရဲ့ပြီးရင်2ရက်တိုင်ရှည်ထိုးမယ်ပြီးလို့ဆိုရင်နောက်တန်တက်ဖို့ chain 4ခါထိုးမယ်ဒီပုံစံအတိုင်းပဲပြီးရင်သူ့ရဲ့ကြားထဲမှာ
တိုင်ရှည်3တိုင်ထိုးမယ်ချိန်တခါချားမယ်တိုင်ရှည်3တိုင်ထိုးပြီးချိန်တခါချားမယ်ဒီအတိုင်းပဲနော်ဒီအတိုင်းကိုဒီပုံစံအတိုင်းကိုကလိုချင်တဲ့လောက်အရှည်ပေါ့ကိုစိတ်ကြိုက်လိုချင်တဲ့လောက်အရှည်ရောက်ပြီဆိုလို့ရှိရင်ပြန်ဆောင်ကြမယ်နော်ဆက်ထုံမယ်နော်မင်းဒီလောက်ထိတော့ထိုးလို့ပြီးပါနော်ဒါဆိုရင်သူ့ရဲ့အလျားကိုတိုင်းမယ်သူ့ရဲ့အလျား73လမနည်းနည်းတော့ကြော်တော့ဗောနော်73လမခွဲလာတော့ရှိတယ်ပြီးရင်သူ့ရဲ့အရှည်က9လမလောက်ရှိနော်ဒီလားဆိုတော့ပြီနော်မမေကဒီလားဆိုအနေတော့ပဲမလို့နော်ဒီလားဆိုတော့ပြီနော်အစရင်ကြိုးထုံးမယ်နော်ကြိုးထုံးမယ်ကြိုးကကိုလိုချင်တဲ့အရှည်လောက်ထုံးမယ်နော်ဘာလို့ရဲလို့မပြောဘူးနော်ကိုလိုချင်တဲ့အရှည်လောက်ထုံးပါမယ်နော်ပြီးလို့စီရင်ပြန်ဆောင်မယ်နော်ဒီမှာဘာနော်ကိုလိုချင်တဲ့အရှည်ကြိုးထိုးလို့ပြီးဆိုရင်ချိန်ထိုးလို့ပြီးဆိုရင်ဒီကနေတိုင်တိုးဆက်ထိုးရမယ်နော်။ဘာဖြစ်လို့လဲဆိုတော့မမေကဒါကိုအနာတူချီနဲ့ထိုးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်။တကယ်လို့မိတ်ကပ်တော့နဲ့ဘာထိုးမယ်ဆိုလို့ရှိရင်ဒီတိုင်းချိန်လေးတက်လိုက်ရအောင်မယ်နော်။ပြီးရင်ချီဖြတ်လို့ဆိုရင်ရပြီပေါ့နော်။အခုကကျိုးနဲ့သေးသွားလို့မမေကတိုင်တိုးနဲ့ဆက်တက်မယ်နော်တိုင်တိုးဆက်တက်မယ်ကိုလိုချင်တဲ့အရှည်ရောက်ပြီဆိုလို့ရှိရင်ဒီပထမဆုံးတိုးထားတဲ့အပေါက်ကိုကြော်မယ်ပြီးရင်သူ့ရဲ့ဘေးနာအပေါက်မှာတိုင်တိုးထိုးရမယ်နော်တိုင်တိုးထိုးမယ်ကိုထိုးထားတဲ့ချိန်တိုင်းကိုတိုင်တိုးထိုးသွားမယ်နော်အဆုံးထိထိုးလာမယ်ဒီအထိရအောင်ထိုးလာမယ်ပေါ့နော်ပြီးရင်ပြန်ဆောင်မယ်နော်အဆုံးထိထိုးလာပြီနော်ဆုံးထိထွက်လာပြီးဆိုရင်ဒီလိုပုံစံရလာမယ်နော်ပြီးရင်ဒီဘက်လှည့်မယ်ပြီးလို့ဆိုရင်ဒီပထမဆုံးဒီ type မှာပေါ့နော်ဒီ type မှာကိုရှက်ကောဖြစ်တိုင်တုံနဲ့ဖြစ်ချိုက်လိုက်မယ်ချိုက်ပြီးလို့ဆိုရင်ချိုင်9ခါတက်မယ်မင်းတခါတည်းကျိုးမဖြတ်လိုက်ဘူးဟိုဘက်ကိုတခါတည်းကျိုးကိုယူသွားမယ်နော်ချိုင်9ခါတက်မယ်3 4 5 ခါတက်ပြီးရင်ဒီကြားထဲမှာတိုင်တုံးနဲ့ပြန်ချိတ်လိုက်မယ်နောက်ထပ်ချိန်5ခါတက်မယ်တဲ့2 3 4 5 ခါတက်ပြီးရင်ဒီကြားထဲမှာတိုင်တုံးနဲ့ချိတ်မယ်နောက်ထပ်ချိန်5ခါတက်မယ်တဲ့2 3 4 5ပြီးစီရင်ဒီကြားထဲမှာတိုင်တုံးနဲ့ချိတ်မယ်နော်ဒါကိုဒီအဆောင်ထိထိုးလာမယ်ပြီးလို့စီရင်ဒီကျိုးပြန်လောက်မယ်နော်ဒီကျိုးကိုပြန်လောက်ဖို့ကိုယ့်ရဲ့စိတ်ကြိုက်ချိုင်းအရေအတွက်ထိုးထားမယ်ထိုးပြီးလို့စီရင်တိုင်တုံးနဲ့ပြန်ချိတ်လာမယ်နော်ပြီးထိုးပြီးမှပြန်ဆန်းကြမယ်နော်ဒါကိုဒီဘက်ကျိုးထိထိုးလာပြီးတဲ့ချိန်နေမှာပေါ့နော်ပြီးရင်ချီကိုဖြတ်လို့ပြီးရင်ချီကိုတိုက်မယ်နော်စင်ပြေတယ်လို့တိုက်လို့ရပါတယ်ကိုဒီတိုင်းအနေမတိုင်ဒီချီထောအနေမတိုင်ချင်ဘူးဆိုလို့ရှိရင်လည်းဟိုအချီတဲ့ကျိုးနဲ့လေအဲ့ဒီအနေတိုင်လို့ရတယ်နော်စင်ပြေတယ်လို့တိုင်းလိုက်ပါတိုင်းလို့ပြီးရင်ညှပ်လိုက်မယ်နော်ဒီလိုပုံစံလားဒီလိုပုံစံလည်းအရင်လှရနော်ဒါလည်းအရင်လှရနော်ဒီအတိုင်းရိုးရိုးပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းဒီအတိုင်းဒီပုံစံလေးနဲ့ကောင်းပါတစ်ခုရနော်တမမဟုတ်
ဒီလိုပန်းနဲ့လည်းလှနော်အခုဒီပန်းပုံစံထိုးမယ်နော်ဒီပန်းပုံစံဒီစီပန်းပုံစံထိုးမှာဖြစ်တဲ့အတွက်အရင်ဦးဆုံးဒီချီကိုအရင်ထိုးမယ်ဒီအောက်ခြေမှာရှိတဲ့ချီကိုအရင်ထိုးမယ်နော်အရင်ထိုးမှာဖြစ်တဲ့အတွက်ချီအစိုင်းကိုပြောင်းတောင်းမယ်နော်အရင်ဦးဆုံးချီကိုင်းမယ်ပြီးလို့စင်ကိုစင်ပြေတဲ့ဘက်ပေါ့နော်ကိုစင်ပြေတဲ့ဘက်ဒီဘက်စင်ပြေတဲ့ဆိုလို့ရှိရင်လည်းကိုစင်ပြေတဲ့ဘက်ဒီနေရာမှာချီအစိုင်းကိုတောင်းလိုက်မယ်နော်ချီကိုဆွဲယူလာမယ်ပြီးလို့ရှိရင်ချီဒီပုံနေတဲ့ချီကိုတစ်ခါတည်းတိုင်းယူမယ်နော်ချိန်5ခါတက်မယ်နော်တစ်ခါနှစ်ခါ3 4 5အဲ့ဒါရပြီဆိုရင်ချီကျိုးဖြတ်လိုက်မယ်ဖြတ်လိုက်ပြီးဆိုရင်ဒီဘက်မှာရှိနေတဲ့ဒီဘက်မှာရှိနေတဲ့ဒီအပေါက်နော်ဒီအပေါက်လေးကိုတွေ့နော်ဒီအပေါက်လေးကိုတိုင်တုံနဲ့ချိန်လိုက်မယ်ပြီးရင်နောက်ထပ်ချိန်5ခါထိုးမယ်3 4 5ပြီးလို့ရှိရင်သူ့ရဲ့ဘေးနာအပေါက်ကိုထိုးမယ်နော်ပြီးလို့ရှိရင်နောက်ထပ်ချိန်5ခါထိုးမယ်ချိန်5ခါတိုင်တုံချိန်5ခါတိုင်တုံနဲ့ချိန်5ခါတိုင်တုံနဲ့ချိန်အဲ့ဒီပုံစံနဲ့ပဲတော်မယ်ဘယ်ထိတော်မလဲဆိုတော့ဒီဘက်ထိုက်ရောက်တဲ့ထိဒီလိုပတ်လဲထိုးလာမယ်နော်ဒီကနေပတ်လဲထိုးလာမယ်ဒီဘက်ထိုက်ရောက်တဲ့ထိထိုးမယ်နော်အချိန်ကြရင်ပြန်ဆောင်မယ်နော်ဒီလိုပုံစံလေးရလာမယ်နော်ဒီမှာပတ်လဲအားလုံးချီအစိမ်းကုတ်ထားနော်ဒီမှာပတ်လဲကုတ်ထားလို့ပြီးစီရင်လှည့်လိုက်မယ်လှည့်ပြီးရင်တိုင်တိုးထိုးမယ်နော်ဒီအပေါက်ထဲမှာပဲချိန်5ခါထိုးထားအပေါက်ထဲမှာပဲတိုင်တိုးတစ်ခါထိုးမယ်ပြီးလို့ရှိရင်ချိန်3ခါတိုင်မယ်1 2 3ချိန်3ခါတက်ပြီးလို့ရှိရင်တိုင်ရှည်တိုင်ထိုးမယ်ချိန်တစ်ခါတိုင်ရှည်တိုင်ချိန်တစ်ခါတိုင်ရှည်တိုင်ချိန်တစ်ခါပြီးရင်နောက်ထပ်တိုင်ရှည်တိုင်ဒီလိုပုံစံနော်ချိန်3ခါထိုးမယ်ပြီးလို့ရှိရင်တိုင်ရှည်တိုင်ချိန်တစ်ခါတိုင်ရှည်တိုင်ချိန်တစ်ခါတိုင်ရှည်တိုင်ချိန်တစ်ခါပြီးရင်တိုင်ရှည်တိုင်ပြီးရင်နောက်ထပ်ချိန်3ခါထိုးမယ်1 2 3ပြီးရင်တိုင်တိုးနဲ့ပြန်ချိန်မယ်နော်ဒီမှာပုဖာတစ်ခုလောက်ဖို့တစ်ခုဆိုင်ရလာပြီပေါ့နော်ပြီးလို့ရှိရင်အဖူးလေးလောက်မယ်နော်ဒီသူ့ရဲ့ဘေးနာအပေါက်မှာပဲတိုင်တိုးနဲ့ချိန်လိုက်မယ်တိုင်တိုးနဲ့ချိန်ပြီးလို့ရှိရင်ချိန်9ခါထိုးမယ်1 2 3 4 5 6 9ချိန်9ခါထိုးပြီးလို့ရှိရင်လေးအပေါက်ယူမယ်နော်1 2 3လေးပေါက်မြောက်မှာတိုင်တိုးနဲ့ချိန်လိုက်မယ်နော်ပြီးလို့ရှိရင်နောက်ထပ်ချိန်3ခါထိုးမယ်1 2 3ပြီးလို့ရှိရင်ဒီအပေါက်ထဲမှာပဲဒီဘေးနာလောက်မှာတိုင်တိုးနဲ့ပြန်ချိန်မယ်ဒီလိုပုံစံလေးရလာမယ်နော်ပြီးရင်သူရဲ့ဒီဘေးနာအပေါက်လေးကိုတိုင်တိုးနဲ့ချိန်မယ်ချိန်3ခါတက်မယ်ချိန်3ခါတက်ပြီးရင်တိုင်ရှည်တိုင်ထိုးမယ်နော်ချိန်3ခါတက်ပြီးရင်တိုင်ရှည်တိုင်ထိုးမယ်တိုင်ရှည်တိုင်ထိုးမယ်ချိန်တစ်ခါတက်မယ်နောက်ထပ်ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တိုင်ထိုးမယ်ချိန်တစ်ခါထိုးမယ်ပြီးရင်နောက်ထပ်တိုင်ရှည်တိုင်ချိန်တစ်ခါတိုင်ရှည်တိုင်ဒီကြားထဲမှာချိန်3ခါနဲ့တိုင်ရှည်4တိုင်နော်ပြီးရင်နောက်ထပ်ချိန်3ခါထိုးပြီးရင်
အဲ့အပေါက်ထဲမှာပဲတိုင်တိုးနဲ့ချိတ်မယ်ပြီးရင်နောက်ဝတ်ဆန်လောက်ဖို့နောက်တစ်ပေါက်ကိုကူးမယ်တိုင်တိုးနဲ့ချိတ်မယ်ချိတ်ခုနှစ်ခါတက်မယ်3 4 5 6ခွန်ချိတ်ခုနှစ်ခါတက်ပြီးရင်ဒီလေးပေါင်းမြောက်ကြော်မယ်လေးပေါင်းမြောက်နေရာမှာလေးပေါင်းမြောက်နေရာမှာချိတ်တိုင်တိုးနဲ့ချိတ်မယ်နေတိုင်တိုးချိတ်ပြီးရင်ချိတ်တန်းခါထိုးချိတ်တန်းခါထိုးပြီးရင်တိုင်အဲ့ပေါက်ထဲမှာပဲတိုင်တိုးနဲ့ပြန်ချိတ်ပြီးလို့ဆိုရင်သူ့ရဲ့ဘေးနာအပေါက်ကိုတိုင်တိုးနဲ့ပြန်ကူးပြီးရင်ဒီလိုပုံစံအတိုင်းလောက်မယ်နော်ဒီလိုအပွေးလောက်ထားတဲ့ဒီပုံစံအတိုင်းလောက်မယ်နော်တောက်ပလည်းထိုးလာမယ်နော်ချီကိုဒီလိုပုံစံအတိုင်းပလည်းထိုးလာမယ်နော်ပလည်းထိုးလာပြီးဆိုရင်ဒီလိုပုံစံလေးရမယ်နော်ဒီလိုပုံစံလေးရမယ်အခုမမေကဒေစီပန်းလေးထိုးပြမှာနော်ဒီကောင်းပါဒေစီပန်းနဲ့ထိုးမှာဖြစ်တဲ့ဒီဒေစီပန်းကိုထိုးပြမှာပေါ့နော်ထိုးပြမယ်နော်တကယ်လို့ကိုကဒီလိုအပြည့်လိုချင်တယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာလည်းနောက်ထပ်တပွေးထိုးသွားလို့ရနော်အခုမမေကဒီရိုးရှင်းပဲလိုချင်တဲ့တော့ဒီလိုတပွေးချလိုက်တယ်ပေါ့နော်တကယ်လို့ကိုကနောက်ထပ်တပွေးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်နော်အခုမမေကပန်းပွေးထုတ်ပြမယ်နော်ပန်းပွေးထုတ်ဖို့တော့ချီကိုကင်လိုက်မယ်ပြီးလို့ရှိရင်ဒီမှာပန်းပွေးထိုးတဲ့နေရာမှာနော်ဒီပထမဆုံးရှိနေတဲ့အပေါက်ကိုချီနဲ့ချီကိုဆွဲယူလာမယ်ချီကိုဆွဲယူလာပြီးစီရင်ချိုင်းနှစ်ခါတက်မယ်သူ့ရဲ့ပတန်ကလော်လော်လေးပဲနောက်ချိုင်းနှစ်ခါပြီးရင်နေ့တတိုင်ရှည်လေးခါနောက်ထပ်ချိုင်းနှစ်ခါပြီးရင်ရှက်ကောင်နဲ့ဖြစ်ဖြစ်တိုင်တုံးနဲ့ဖြစ်ဖြစ်ချိုင်းလိုက်လို့စီရင်ပွေဖတ်တပွေရလာပြီပေါ့နော်အခုချီကိုနှစ်ရေတင်တိုင်ရှည်လေးတိုင်ထုံးမယ်နော်တတိုင်ရပြီအမှချီကိုနှစ်ပတ်ပတ်လိုက်မယ်နှစ်ရေလိုက်မယ်ပြီးလို့ရှိရင်အပေါက်ထမှာချီကိုဆွဲယူလာမယ်ချီကိုနှစ်ချောင်းထုံးမယ်နောက်ထပ်နှစ်ချောင်းထုံးမယ်ပြီးရင်နောက်ထပ်နှစ်ချောင်းထုံးမယ်နေ့တိုင်ရှည်3တိုင်ရနှစ်တိုင်ရပြီနော်နောက်ထပ်တတိုင်ထုံးမယ်3တိုင်ရပြီပြီးရင်နောက်ထပ်တတိုင်ထပ်ထုံးမယ်ဒီမှာနေ့တင်တိုင်ရှည်4တိုင်ရလာပြီပေါ့နော်နေ့တင်တိုင်ရှည်4တိုင်ရပြီးရင်ချိတ်နှစ်ခါထုံးမယ်ပြီးလို့ရှိရင်ဒီအပေါက်ထဲမှာပဲတိုင်တိုးနဲ့ချိတ်လိုက်မယ်နော်ဒီပွေးဖတ်တပွေးရပြီပြီးလို့ရှိရင်နောက်ထပ်တပွေးမှာရှက်တိုင်တိုးတတိုင်ထိုးလိုက်မယ်နော်တိုင်တိုးတတိုင်ထိုးမယ်နောက်ထပ်ပွေးဖတ်ထိုးဖို့သူ့ရဲ့ဘေးနားမှာရှိတဲ့အပေါက်မှာတိုင်တိုးတတိုင်ထိုးလိုက်မယ်ပြီးလို့ရှိရင်ချိုင်းနှစ်ခါတက်မယ်ချိုင်းနှစ်ခါတက်ပြီးရင်နှစ်ရက်တင်တိုင်ရှည်လောက်မယ်နော်ချီကိုနှစ်ရက်မယ်နှစ်ရက်တင်တိုင်ရှည်လောက်မယ်အမြန်နဲ့ပဲထိုးလိုက်တော့မယ်နော်တိုင်ရပြီနှစ်တိုင်တောင်းတိုင်းဒီအနောက်မှာရှိတဲ့ချီကိုတခါတည်းဆွဲပြီးတော့တိုင်းယူလိုက်မယ်နော်လေးတိုင်ရပြီးရင်ချိန်းနှစ်ခါတက်ပါမယ်ချိန်းနှစ်ခါတက်ပြီးရင်ဒီအပေါက်ထဲမှာပဲတိုင်တုံနဲ့ချိတ်မယ်ပြီးရင်သူ့ရဲ့ဘေးနာအပေါက်ကိုတိုင်တုံနဲ့ပြန်တော့မယ်ချိန်းနှစ်ခါတက်မယ်နေ့ရက်တင်တိုင်ရှည်လောက်မယ်အဆန်ထိုးသွားမယ်နော်ဒီနေရာရောက်တဲ့အထိပြန်ဆောင်မယ်နော်ဒီပန်းစံလေးရလာပြီးစီရင်ဒီမှာအဆန်ထိထိုးလာပြီးစီရင်ဒီမှာရှိနေတဲ့ခြေကိုဖြတ်လိုက်လို့ရတယ်နော်ဖြတ်ဖို့ကကြည့်ပြပမာကကြည့်ဒီ
ကတိအကြီးနဲ့ပဲဖြတ်လိုက်တော့မယ်အဲ့ဆိုရင်ဒီဘက်ဒီချိုင်းနှစ်ခါတက်ထားတဲ့ဒီနေရာလောက်မှာနော်ချီကိုဆက်ယူလာမယ်ချိုက်ပြီးလို့စီရင်ချိုင်းတစ်ခါတက်ပြီးရင်ချီကိုဖြတ်လိုက်လို့ရပါပြီချီကိုဖြတ်လိုက်လို့ရပြီနော်ဒီလိုပုံစံလေးပွေဖတ်လေးရပြီနော်အဲ့ဆိုရင်ဒီမှာချီကိုတိုင်းမယ်နော်ချီတိုင်းဖို့ကိုစင်ပြေတယ်ကိုစင်ပြေတယ်လို့6ပြီးတော့တိုင်းလို့ရအောင်နော်အဲ့နဲ့6လိုက်ရတယ်ဒီလိုမဲမဲလောက်ပြတယ်လို့မျိုးဒီလိုဆွဲယူလာလို့လည်းရနော်ဒီလိုပုံစံလေးပါဒီမှာနော်ကိုအများကြီးရချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာတပွေးကိုဆက်ပြီးတော့ကိုထိုးလာလိုက်ပါနော်မင်းကြတော့ဒီလိုရိုးရှင်းပဲဒီလိုရိုးရှင်းလေးပဲလို့ချင်တဲ့အတွက်ဒီမှာတပွေးကြော်ပြီးတော့ပန်းပွေးလေးထိုးလာပါတယ်နော်အရင်လာနော်အဲ့ဆိုရင်ဒီလောက်နဲ့ပဲအဆုံးသတ်တော့မယ်နော်အလုံးလိုက်ထိုးကြဖို့ဖိတ်ခေါ်ပါရနော်အလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်နော်